ဒီအမျိုးသားကိုဘောလုံးတစ်လုံးကလာမှန်တယ်ဒါပေမဲ့ဘောလုံးနဲ့ပစ်လိုက်တဲ့ကောင်လေးရဲ့ခေါင်းမှာမြင်းနှစ်ချောင်းရှိနေတာကိုတွေးလိုက်ရတဲ့အခါသူကကောင်လေးကိုချက်ချင်းခွင့်လွှတ်လိုက်ပြီးသူ့ရဲ့ပြစ်မှတ်တိကျမှုကိုတောင်ချီးကျူးလိုက်တယ်ဘာလို့လဲဆိုတော့ဒီကဘာကြီးမှာလူတွေရဲ့နဖူးပေါ်ကမြင်းချောင်းတွေကသူတို့ရဲ့အဆင့်တန်းကိုဆုံးဖြတ်လို့ပဲတင့်မှာမြင်းချောင်းပိုနေလေတင့်ရဲ့အဆင့်တန်းကပိုမြင့်လေပဲ Patrick ဆိုတာမြင်းသုံးချောင်းနဲ့တာမန်လူတစ်ယောက်ပေါ့တနေ့မှာသူစားတောက်ဆိုင်တစ်ဆိုင်မှာအစာစားနေတော့မြင်းနှစ်ချောင်းနဲ့တထေးတစ်ယောက်ကသူ့စီလျှောက်လာတယ်ဒါကြောင့် Patrick ကသူ့နေရာကိုဖယ်ပေးခဲ့ရတယ်ဒါနဲ့သူကထပြီးတကားဝမှာတွားစားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲမြင်းနှစ်ချောင်းနဲ့နောက်မျိုးသားတစ်ယောက်ကသူ့ကိုဖျက်ကျော်သွားတယ်သူကသူ့အိတ်ကိုကမ်းပေးလိုက်တော့ Patrick မှာယူလိုက်ယုံကလွဲပြီးရွေးချယ်စရာမရှိခဲ့ဘူးသူကအိတ်ကိုဆွဲရင်းအဲ့ဒီလူနောက်ကိုလိုက်သွားခဲ့တယ်ပြီးတော့သူတို့ VIP ဝင်ပေါက်မှာရက်လိုက်ကြတယ် Patrick ကအိတ်ကိုပြန်ပေးခဲ့ရတယ်ပြီးတော့သူ့ရဲ့အဆင့်တန်းကြောင့်သူ့ကိုအထဲဝင်ခွင့်မပေးခဲ့ဘူးအဲ့ဒီနောက်သူကသူ့အခန်းကိုပြန်လာခဲ့တယ်ပြီးတော့သူထိုင်နေတော့မှပဲသူ့ခေါင်းပေါ်ကမြင်းတစ်ချောင်းပျောက်သွားတယ်လို့ရုတ်တရက်အိမ်မက်လိုက်တယ်သူနိုးလာတဲ့အခါမှာတော့ဒါကတကယ်ဖြစ်နေတာကိုတွေးလိုက်ရတယ်ထပ်ပြောရရင်သူကထူးဆန်းတဲ့ခဲဖြတ်တစ်ခုကိုကင်ထားတယ်သူက VIP နေရာထဲကိုရှောက်ဝင်ပြီးဒါကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနေရာမှာအရင်လိုအခြေအနေမျိုးပဲတွေ့ရပေမဲ့သူ့မှာမြင်းတစ်ချောင်းရော့နေခဲ့ပြီးဒါနဲ့သူကခဲဖြတ်ကိုတုံးလိုက်တယ်အဲ့ဒီအခိုက်အတန့်မှာပဲဒီမျိုးသား